တာမာဟာဘီဟီမော့အသွင်နဲ့တိုက်ခိုက်ဖို့ကြိုးစားပြီးမယ်ငကားကြီးကလည်းမယုံနိုင်လောက်အောင်မြန်ဆန်လာပါတယ်ငကားကြီးဟာရှေးကိုအရှိန်နဲ့ခုန်တက်လာပြီးမီးတောက်တွေမုတ်ထိုးလိုက်တယ်လို့တာမာရဲ့လေပင်ကိုလည်းပူပြင်းလာတဲ့မေယိုကြီးတွေနဲ့အမိရကိုက်ခဲထားလိုက်ပါတယ်နာကျင်လို့တာကြောင့်တာမာတယောက်တုံလုံးနေပြီမဲ့ဒါဟာတကယ်တော့သူ့ရဲ့ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ရဲ့အစိပ်ပံတစ်ခုသာဖြစ်နေပါတယ်ငကားကြီးဟာသူ့ရဲ့တိုက်ကွက်အပေါ်ယုံကြည်မှုလွန်ခဲ့ပြီးအကာအကွယ်မဲ့သွားမယ့်အချိန်ကိုသူကကြိုတင်တွက်ချက်ထားခဲ့တာပါငကားကြီးဟာကိုက်ခဲထားတဲ့အချိန်မှာပဲတာမာဟာမီးတောက်တွေပုံလိုင်းနေတဲ့သူ့ရဲ့မီးနဲ့ငကားကြီးရဲ့မျက်လုံးကိုရိုက်ခွေပစ်လိုက်ရာရေပူပေါင်းလေးတစ်ခုလိုပဲပေါက်ထွက်သွားပါတော့တယ်ငကားကြီးဟာရှုံးနေပြီးလဲကျသွားပြီမဲ့ဒီအောင်ပွဲအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့ကြီးမားလာပါတယ်တာမာရဲ့စွမ်းအားတွေအကုန်ခန်းသွားပြီးသူဟာအရင်လိုပဲတင်းငယ်တဲ့အမွေးပွားကြောင်လေးဘွားကိုပြန်ရောက်သွားပါတယ်သူရဲ့ခန္ဓာကိုယ်တီးသွားတော့ကိုဝန်နေနေဖို့အချိန်မရှိပါဘူးအာယာကိုကေတီမို့အတွက်ငကားမျက်လုံးကိုသူ့တကိမလေးစီရောက်ပို့ပြီးဖို့အာယုံဆိုင်နေပါတယ်သူဟာငကားမျက်လုံးကိုသိမ်းဆဲပြီးလိန်တို့တောင်ပိုင်းတွေကိုဖြန့်ချက်ကအာယာရှိရစီကိုအပြေးလွှားပြန်တန်းခဲ့ပါတယ်အိမ်မှာတော့အာယာဟာပက်တီတွေစီထားရပြီးအသက်လူနေရပါတယ်ဗာကန်ကတော့မျက်ရည်တွေဝဲနေပြီးသူမဘေးမှာစောင့်နေတယ်လို့တခြားသူတွေကလည်းဒီဝမ်းနှင်းစရာမြင်ကွင်းကိုတိတ်ဆိတ်စွာစောင့်ကြည့်နေကြပါတယ်ရုတ်တရက်အပြင်ဘက်ကအတန်ကျကြီးကြောင့်အားလုံးလန့်သွားကြပြီးစီထရစ်နဲ့ဒန်နီတို့ထွက်ကြည့်လိုက်တဲ့အခါမှာတော့တိတ်ဆုံးနေတဲ့မွေတကားကြီးရဲ့အလောင်းပေါ်မှာသွေးတွေပြီးကျင်ပြီးမိမျိုးနေတဲ့တာမလေးကိုတွေ့လိုက်ရပါတယ်။စီဒရစ်ကရှင်းပြနေဖို့အချိန်မရှိဘူးလို့အဟိပြောဆိုပြီးအာယာကိုကေတီဖို့အတွက်ငကားမျက်လုံးကိုချက်ချင်းယူခံလိုက်ပါတယ်။တာမလေးကအာယာအတွက်ဆူတောင်းပေးနေချိန်မှာအာယာဟာလည်းကြောက်စရာကောင်းတဲ့အိမ်မက်ဆိုတစ်ခုထဲမှာပိတ်မိနေပါတယ်။အိမ်မက်ထဲမှာအသက်73နှစ်အရွယ်အာယာဟာမိတ်ဆွေတွေရဲ့တိုက်ခိုက်ပစ္စည်းချင်းကိုခံခဲ့ရတဲ့သူမရဲ့ရွာကလေးကိုမြင်နေရပါတယ်။အဲ့ဒီတော့ကကြောင်းလဲတုံရင်နေတဲ့သူမကိုတာမနဲ့ချွတ်ဆုတူတဲ့ dressing ကြော်လေးတစ်ကောင်ကပေါ်လာပြီးကေတင်ခဲ့တာပါ။အာယာလိုက်လို့တာတဲ့အခါမှာတော့သူမဘာကြောင့်ကြောင်လေးကိုဒီလောက်အသေးအတန်ချင်းနေရလဲဆိုတဲ့အကြောင်းရင်းကိုသိသွားပါတော့တယ်။သူမဘေးမှာအေးစစ်စစ်အိပ်ပြုတ်နေတဲ့တာမလေးကိုကြည့်ပြီးကျေးဇူးတင်စိတ်တွေပြင်းပြလာပါတယ်။နောက်တနေ့မနက်မှာတော့အာယာနေပြန်ကောင်းလာတာကြောင့်အားလုံးကဝမ်းသာအားရဖြစ်နေကြပါတယ်။အာနိုးဆိုရင်ဝမ်းသာလို့ငိုတောင်ငိုနေပါပြီ။အာယာဟာအသက်အန္တရာယ်ကလွတ်မြောက်သွားပြီဆိုပေမဲ့အဆက်ကျွင်းကြံတွေရှိနေသေးတာကြောင့်အပြေးဝပြန်ကောင်းဖို့ရဲအနေငယ်ထပ်ပြီးအနားယူရအောင်မှပဲဖြစ်ပါတယ်။အဲ့ဒီညနေမှာတော့တာမဟာသူ့ရဲ့တိုးတက်လာတဲ့စွမ်းရည်တွေကိုစမ်းသပ်ဖို့တော်တဲကိုတယောက်တည်းထွက်လာခဲ့ပါတယ်။မွေနဂါးနဲ့တိုက်ပွဲဖြစ်ပြီးကလေးကသူ့ရဲ့ကိုယ်တည်းကြီးမားလာတဲ့အသွင်ပြောင်းလဲမှုပျောက်ကွယ်သွားသလိုခံစားရပြီးမဲ့ငကားစီကနေစွမ်းအားသစ်တွေရရှိထားတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်။အဝေးမှာရှိတဲ့အီယာမမင်းတော်တို့ကြီးကိုမြင်လိုက်ရတဲ့အခါတာမဟာသူအသေးရထားတဲ့ငကားလက်သေးနဲ့ငကားဆွဲစွမ်းရည်တွေကိုစမ်းသပ်ကြည့်နေပါတယ်။သူဟာစက္ကန့်ပန်တွေးမှပဲတို့ကြီးကိုအနိုင်ယူနိုင်ခဲ့တာကြောင့်သူ့ရဲ့စွမ်းအားပေါ်သူကိုယ်တိုင်တော့အံ့ဩသွားရပါတယ်။ရုတ်တရက်ခြေတံကြားလိုက်ရပြီးအမောင်တဲကနေထွက်လာတာကတော့မိန်းကလေးတယောက်ပဲဖြစ်နေပါတယ်။သူမရဲ့ဝတ်စားတွေကစုပ်ပြတ်နေပြီမဲ့ရုပ်ရည်ကတော့အလွန်လားပါပြီးသူမစီကထွက်နေတဲ့အရှိန်အဝါတွေကတော့တာမကိုနေရခန့်စီပါတယ်။ထူခြားတာကသူမဟာတာမကိုအရင်ကလေးကသိနေသလိုမျိုးအစွမ်းထက်တဲ့သူတို့တိုက်ရိုက်ခုတ်ပြီးစကားပြောတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်အဲ့ဒီမိန်းကလေးဟာတာမကိုဘာဖြစ်လို့ဒီလိုအမွေးပွားကြောင်ပွားနဲ့ပဲနေရတာလဲလို့မေးခွန်းထုတ်လာပါတယ်။တာမဟာသူမရဲ့လက်လံမိယာကနေလွတ်အောင်အပေါက်တတိလေးတစ်ခုတည်းကိုအတင်းတိုးဝင်ပြီးမနှဲလွတ်အောင်ရှောင်ပြေးလာခဲ့ရပါတယ်။အဲ့ဒီမျိုးသမီးရဲ့ပုံမှန်မဟုတ်တဲ့ယူတူးတဲ့အပြုံးမှုတွေကြောင့်တာမဟာအတော်လေးတုံလုံးနေခဲ့ပါတယ်။လွတ်မြောက်သွားတဲ့အခါမှာတော့အေးစေးအိပ်ပြုတ်နေတဲ့အာယာရဲ့ရင်ခွင်ထဲမှာခုလုံပြီးစိတ်ကိုအနာပေးလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့အာယာကတာမကိုဇာလေးတွေနဲ့ချစ်စရာကောင်းတဲ့ဝတ်စားလေးဝတ်ပေးလိုက်ပါတယ်။အဲဒီနောက်သူတို့နှစ်ယောက်ဟာပျော်ဝဲစားထွက်လာခဲ့ကြပြီးအာယာကအမုတ်မျိုးစုံနဲ့တာမအတွက်စားစရာဘယ်လီတီလေးတို့ကိုပြင်ဆင်ပေးထားပါတယ်။အဲဒီလိုအေးချမ်းတဲ့အချိန်လေးမှာအာယာကမွေးတကားကြီးရဲ့အလောင်းဘေးမှာသွေးတွေပြီးကျန်ပြီးမိမျောနေတဲ့တာမကိုစားတွေးခဲ့ပုံကိုပြန်ပြောပြရင်သူမရဲ့အတိတ်ကြောင့်တွေကိုမျှဝေခဲ့ပါတယ်။အာယာကသူမရဲ့ရွာကလေးကိုမိစ္ဆာတွေတိုက်ခိုက်တုန်းကဒွတ်စင်ကြောင်လေးတစ်ကောင်ကကယ်တင်ခဲ့ပုံနဲ့နောက်ဆုံးမှဓာတုရဲ့ကောင်ကမိစ္ဆာတွေကိုနှိမ်နှင်းပေးခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြနေပါတယ်။အဲဒီနေ့မှာပဲအာယာဟာတန်မာလာတဲ့စစ်တီတို့တယောက်ဖြစ်အောင်စူးစမ်းပြီးမိသားစုစီပူပြီးအစွမ်းထက်တဲ့သူအဖြစ်ပြန်လာမယ်လို့သစ္စာဆိုခဲ့တာပါ။ဒါပေမဲ့အာယာဟာသူမကိုသူမအမြဲတမ်းတခြားသူတွေရဲ့ကယ်တင်ခြင်းကိုပဲခံနေရတယ်လို့ခံစားရပြီးမျက်ရည်တွေကျနေခဲ့ပါတယ်။တာမာကတော့သူမကိုကာကွယ်ပေးခြင်းတဲ့စိတ်နဲ့နေသိပ်ပြီးခဲ့ပြီးအာယာကလည်းတာမာပြောချင်တာကိုနားလည်သွားပါတယ်။သူမဟာမိစ္ဆာဘီရင်ဘာရဲကိုကိုတိုင်အနိုင်ယူခဲ့သူဖြစ်လို့အားငယ်မနေတင်းကြောင်တာမာကအားပေးခဲ့တာပါ။အဲဒီနောက်သူတို့နှစ်ယောက်ဟာဘာကန်စီကိုတွားခဲ့ကြပြီးအာယာအထူးမှယူထားတဲ့ချောကုတစားအသေးရပြီးဆိုတာကိုသိလိုက်ရပါတယ်။အာယာဟာဘာရဲကိုနှိမ်နှင်းလို့ရတဲ့အစုကြီးငွေတွေနဲ့တာမာရလာတဲ့ပစ္စည်းတွေကိုရောင်းလို့ရတဲ့ငွေအားလုံးကိုဒီချောကုတစားအတွက်ရင်းနှီးမြှုပ်နှံခဲ့တာပါ။ချောကုတစားတိတ်ကပေါ့ပါပြီးဝေးရတာအဆင်ပြေတာကြောင့်အာယာကတော့အရန်ကိုပျော်ရွှင်နေပါတယ်။ဗာကန်ကချောကုရအသေးစိတ်အချက်လက်တွေကိုရှင်းပြနေချိန်မှာတာမာကတော့သူ့တခင်မလေးရဲ့တိုက်ပွဲဝင်ဝှဆုံတဲ့နဲ့ခန့်ညားနေမှုကိုငေးကြည့်နေမိပါတော့တယ်။အဲဒီနောက်သူတို့၃ယောက်ဟာဒီချောကုတစားတိတ်ကိုစမ်းသပ်ဖို့အတွက်ခရီးထွက်လာခဲ့ကြပါတယ်။
ကိုတခုတည်းကိုဝင်လာတဲ့အခါမှာတော့အာယာဟာဒီလိုနေရာမျိုးကိုမလာဖြစ်တာကြာပြီးဖြစ်လို့အနေငယ်ဆက်အားထပ်တန်နေခဲ့ပါတယ်ဒါကိုသိတဲ့တာမာကသူမရဲ့ကုန်းပေါ်ကနေခုန်ဆင်းပြီးမီးနဲ့ရေခဲတံကိုခိုင်နေရရှိတဲ့ကာကွယ်မှုမော်ကိုအာယာနဲ့ဗာကန်တို့အပေါ်တုံးပြလိုက်ပါတယ်အိမ်မကြခင်မှာပဲသူတို့အပွဲဟာအီယာမဘလူးကြီးတစ်ကောင်နဲ့ထိတ်တိုက်တွေ့ရပါတော့တယ်အာယာဟာဘာမှတိုးဆုံးမနေပဲမျိုးနိုင်စရာကောင်းတော့တဲ့အရှိန်ဟုန်နဲ့ရှေ့ကိုပြေးထွက်သွားပါတယ်အာဆွမ်းရည်မတော့မတုံးပဲနဲ့အဲ့ဒီဘလူးကြီးရဲ့ခေါင်းကိုတိကျပြတ်သားတဲ့တစ်ချက်တည်းနဲ့ဖျက်ချနိုင်ခဲ့တာကြောင့်ဗာကန်တာအံ့ဩသွားရပါတယ်အာယာကတော့သူမရဲ့ချုံတစားအစ်နဲ့လက်မင်းတမြောင်တွေရဲ့အစွမ်းကိုသဘောကျလို့ဆုံးဖြစ်နေပါတယ်ဒါပေမဲ့သူတို့ရဲ့ပြောစရာအချိန်ကြီးဟာရုတ်တရက်ရပ်တန့်သွားပါတယ်တာမာရဲ့အာယုံခံစားမှုကအနားမှာထူးဆန်းတဲ့အရှိန်အဝါတစ်ခုရှိနေတာကိုသိလိုက်ရလို့တာမာတယောက်ထိတ်လန့်နေခဲ့ပါတယ်အရေးတွေကနေဟိုထူးခြားတဲ့အမျိုးသမီးပေါ်လာခဲ့ပြီးကံကြမ္မာအကြောင်းနဲ့တာမာကိုရှာဖွေရမယ်သူမရဲ့တာဝန်အကြောင်းတွေကိုပြောနေပါတော့တယ်အာယာကသူမကိုလိုင်းပြောင်းနေတဲ့စွန့်စားသူလားလို့မေးပြီးမယ်သူမကတော့ငင်းဆိုလိုက်ပြီးသူမကိုသူမအမောင်တို့တွေကဝေဖလာသူလို့ကြွေးကြော်ကတာမစီကိုအတင်းကျပ်လက်လန်းလာပါတယ်ဗာကန်ကတော့ဒီမျိုးသမီးဟာမညံပြောက်ဆုံးနေတာဖြစ်နိုင်တယ်လို့တွေးနေပြီးမယ်